မင်္ဂလာပါခင်ဗျာအခုလူကြီးမင်းတို့မြင်တွေ့နေရတာကတော့ Excel ထဲမှာကိုယ့်ရဲ့ data အချက်လက်တွေကိုသူများတွေကြည့်လို့မရအောင် password ခံပြီးတော့ဖျောက်ထားတဲ့ပုံစံပဲဖြစ်ပါတယ် password ရိုက်ထည့်လိုက်တာနဲ့ဖျောက်ထားတဲ့ data တွေကပြန်ပွင့်လာမှာဖြစ်ပြီးတော့ password မှားရိုက်မိရင်တော့ data တွေကလုံးဝပေါ်လာမှာမဟုတ်ပါဘူးဒါကိုဘယ်လိုလုပ်တာလဲဆိုတာကိုဒီဗီဒီယိုမှာတစ်ဆင့်ချင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဒီလိုလုပ်ဖို့အတွက်ပထမဆုံးကိုဖျောက်ချင်တဲ့ data cell range ကိုဆက်လက်ပေးလိုက်ပါပြီးရင် keyboard ကနေ control 1နှိပ်ပြီးတော့ format cell box ကိုခေါ်ပါမယ် format cell box ကြာလာပြီဆိုရင်အောက်ဆုံးက custom ကိုနှိပ်ပါမယ်ပြီးရင် type ဆိုတဲ့ text box ထဲမှာ semicolon 3လုံးရိုက်ထည့်လိုက်ပါပြီးရင်ခရီးပွင့်4လုံးကိုမျက်တောင်အဖွင့်အပိတ်ခြားထဲမှာရိုက်ပါမယ်ဒီခရီးပွင့်လေးတွေကတော့ဘယ်နှပွင့်ရိုက်ရမယ်ဘယ်လောက်ရိုက်ရမယ်ဆိုတာသတ်မှတ်ချက်မရှိပါဘူးကိုအဆင်ပြေသလောက်ရိုက်လို့ရပါတယ် OK ကိုနှိပ်လိုက်ပါဒါဆိုရင်အထက်က data တွေအကုန်လုံးပျောက်သွားပြီးတော့ခရီးပွင့်လေးတွေပဲပေါ်နေမှာဖြစ်ပါတယ်ဒါဆိုရင်တော့ data တွေကိုဝှက်ထားတဲ့အပိုင်းကပြီးသွားပြီဖြစ်ပါတယ်ဒီ data တွေကို password နဲ့ချိတ်ဆက်ဖို့အတွက်ကတော့ conditional formatting ကိုအသုံးပြုရမှာဖြစ်ပါတယ်ဒါကြောင့် conditional formatting တွေက new rule ကိုသွားပါမယ်ပြီးရင် use formula to ဆိုတာကိုရွေးပြီးတော့ကိုသတ်မှတ်မဲ့ password အတွက် formula ရေးပေးရမှာဖြစ်ပါတယ် formula ရရမယ် box ထဲမှာ click တစ်ချက်နှိပ်လိုက်ပါပြီးရင် password ရရမယ်ဆဲခွက်ကို click တစ်ချက်ပေးပါမယ်ပြီးတာနဲ့ညီမျှချင်းထပ်ရိုက်ပါကိုထားခြင်းတဲ့ password ကိုရိုက်ရပါမယ်ဒီနေရာမှာသိထားရမှာတစ်ခုကကိုထားမဲ့ password ကစာသားဖြစ်နေခဲ့မယ်ဆိုရင်မျက်တောင်အဖွင့်ပိတ်လိုပါမယ်အကယ်၍ကိန်းကနန်းဖြစ်နေမယ်ဆိုရင်တော့မျက်တောင်အဖွင့်ပိတ်ထည့်စရာမလိုပါဘူးဒီမှာတော့ကျွန်တော်တို့က1 2 3 4လို့ရိုက်လိုက်ပါမယ်ပြီးရင် format ကိုနှိပ်ပြီးတော့ general ပြောင်းပေးလိုက်ပါပြီးရင် OK ကိုနှိပ်ပါ OK ကိုပဲထပ်နှိပ်ပါမယ်ခုဆိုရင် password ထဲမှာကိုသတ်မှတ်ထားတဲ့စကားဝတ်ရိုက်လိုက်တာနဲ့ data တွေကိုအလိုလျောက်ပြန်ပေါ်လာတာတွေ့ရမှာဖြစ်ပါတယ်ဒီမှာတစ်ခုသတိထားရမှာကဒီအစစ်မှာတင်ရက်လိုက်မယ်ဆိုရင်လူကြီးမင်းတို့ရဲ့အရေးကြီးတဲ့ data တွေကိုတခြားသူတွေကဒီတိုင်းမြင်မနေရဘူးဆိုပေမဲ့ဒီ data တွေဟာ formula bar မှာတော့တစ်ခုချင်းစီထောက်ကြည့်ရင်မြင်နိုင်ပါတယ်ဒီတော့ဒါကိုလည်းဖျောက်ဖို့လိုပါမယ်ဒါကိုဖျောက်ဖို့အတွက်ဆဲအားလုံးကိုဆက်လက်ပေးလိုက်ပါမယ်ပြီးရင်တော့ control 1ကိုနှိပ်ပြီးတော့ format cell ကိုဖွင့်ပါမယ် protection ဆိုတဲ့ tab ကိုသွားပါမယ်ပြီးရင်တော့ log မှာအမှန်ချင်းဖြုတ်ပေးရပါမယ်ပြီးရင် OK ကိုနှိပ်ပါနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဖြောက်ထားမဲ့ data cell range ကို select ပါမယ်ပြီးရင် control 1ထပ်နှိပ်ပြီးတော့ခုနက protection ဆိုတဲ့ tab ထဲမှာပဲ hidden ဆိုတဲ့နေရာလေးမှာအမှန်ချင်းချစ်ပေးခဲ့ရပါမယ် OK ကိုနှိပ်ပါအဲ့ဒါပြီးရင်တော့နောက်ဆုံးအဆင့်အနေနဲ့ review tab ထဲကိုသွားပါမယ် review tab ထဲက protect ရှိဆိုတာကိုနှိပ်လိုက်ပါ OK ကိုပဲထပ်နှိပ်ပါမယ်ဒါဆိုရင်တော့ formula bar မှာလည်းလူကြီးမင်းတို့ရဲ့ data တွေကိုတွေ့နိုင်တော့မှာမဟုတ်ပါဘူးအခုဆိုရင်လူကြီးမင်းတို့ရဲ့အရေးကြီး data တွေကို password နဲ့တခြားသူတွေမမြင်အောင်ဖျောက်ထားလို့ရပြီဖြစ်ပါတယ်ဒီလိုမျိုး Excel ရဲ့အလန်းစား trick တွေကိုနေ့တိုင်းလေ့လာနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကိုအခုပဲ subscribe လုပ်ထားပေးလိုက်ပါဦးဗျာကျွန်တော်ကတော့ The Excel Guide ကဦးညီပါ